ငါမှအစီအစဉ်တစ်ခုရှိတယ်နေလုံးမလား အေးဘာများလဲ ဘာများလဲဆိုတော့ငါတို့ခုဆော့နေတဲ့ online game တစ်ခုရှိတယ်ဟာအာ game ထဲမှာနေဒီပတ်စံထည့်ပြီးဆော့လိုက်မယ်ဆိုရင်တိန်း100ဆိုလည်းဟုတ်တယ်တိန်း200ဆိုလည်းဟုတ်တယ်ဟာခဏလေးနဲ့ရမှာနော်ငါတို့ကမနက်ကဂိမ်းနိုင်လို့ဆိုင်ငယ်ကိုလိုက်တာဟာအားသငယ်ချင်းတွေဆော့နေတာဟာအကုန်လုံးအဆင်ပြေတယ်ငါစိတ်ဝင်စားရင်လုပ်လိုက်လို့ရတယ် ဖြစ်ပါမလား ငါဖြစ်တာပေါ့နေဒီ10တင်းနဲ့ရင်းလိုက်မယ်ဆိုရင်တိန်း30ဆိုလည်းဟုတ်တယ်တိန်း100ဆိုလည်းဟုတ်တယ်အားကြရင်နေဖေကိုနေစိတ်ကူးလို့ရပြီလေဟာတကယ်ရတာနော်ငါတို့ဆော့နေကြ စော့ကြည့်မယ်ဟာ ဒါမှကြေးမြင့်ပြီးဆော့တဲ့ဟာနင်ကြတဲ့ကြေးမြင့်ပြီးဆော့လို့ရတယ်ဒါလေးနှိပ်ပြီးတော့ဆော့ရုံပဲဟာလွယ်လွယ်လေးငါကြည့်ဆော့ပြမယ်ဟာ10တင်းတော့ပေါက်လေကျန်နင်ရင်10တင်းနဲ့ဆိုတိန်း30အောင်ဖြစ်သွားပြီဗျခဏလေးတွင်းပါကျန် အဲ့ဆိုထုတ်လိုက်တော့လေငါ့ဖေစိတ်ကူးလို့ရပြီ ။အော်နင်ကပေးနေတုံထက်ဆော့ရမှာနင်တိန်း100ဆိုလဲဟုတ်တယ်နော်။နင်ကလည်းအေးငါထပ်ဖမ်းပေးမယ်။ပေးဦးဟာငါကြေးမြင့်လိုက်မှာနော်။ဟာကုန်သွားပြီဟာပေးမလားပေးမလားနှိမ့်လိုက်တာပြန်စားသွားပြီ အဲ့ဆိုငါပတ်ဆက်10သိန်းရောမရှိတော့ဘူးပေါ့ မရှိ